H ကိုမုန်းတဲ့ကြောင်း post တွေကိုပဲနေစောင်းမြောင်းပြီးသိရှယ်ဟုတ်ပါပြီငါဆိုတာညောင်းမပေါက်ကြည့်နေပဲအဆင်ပြေပါတယ်ထားခဲ့ပါပြောပြီးပြန်လာမလားလို့ချောင်းချောင်းကြည့်နေစေ